နေရမျက်စိကျနေကွာဒီဖက်နဲ့လေး8000ကျော်အဖြူလေးဖြစ်နေစီးလို့တော့မိုက်တယ်8250ဒီကောင်ကတော့ discount ချတယ်စီးလို့တိတ်တော့မကောင်းဘူးဒီဇိုင်းကတော့လာနောက်တစ်ချိန်ရောက်နေဒီနေ့ကဒါမျိုး point နဲ့ဖက်နဲ့တွေလာရှာဝယ်တာဒီမှာ discount တွေတော့တွေ့တယ်ပါကိုကြိုက် discount ချတဲ့ design ကဒီလိုမျိုးအောက်မှာကိုရတဲ့ number ကိုယ့်ရဲ့ number တော်တာရှိရဆိုတော့ယူလို့ရတယ်တချို့အရာတော့ discount မချသေးဘူးဒါတွေဆို discount ထဲမှာမပါဘူးဒါဆိုရင် discount ပါတယ်ဒီမှာ9000ကျော်5000ကျော်နဲ့ရတယ်အကယ်၍ကိုယ့်ရဲ့ finance site ကဒီမှာ39ကိုစီးရသူဆိုရင်တော့ဒီ finance မှာ discount ချပြီးသားယူလို့ရတယ်အဲ့လိုမျိုးလားရှာAmbro ရဲ့ဘူမာဒီဘက်ကအဲ့ဒီဒါရပတ်ကြီးကောင်းမှာဒီဒီဇိုင်းလေးလည်းမိုက်ဘူမာဝက်ဆိုက်ကမရှိဘူးဒီဖက်နဲ့စေးချထားတယ်ညီမ8000ကျော်4000ကျော်နဲ့ရနှစ်လေးမိုက်ကောင်းပါလားဝယ်လိုက်တော့အဲ့ကောင်ယူလိုက်တော့ဒီစွမ်းအဆင်ပြေမလားမထောက်ဘူးမလားအဲ့ကောင်ယူလိုက်အဲ့ကောင်တယ်နှစ်လေးမိုက်ညခင်းတူဘာမှမဟုတ်ဒီကောင်ဘလောက်6000ကျော်တော့ပြဒီကောင်တော့ဘူမာပဲအမဲမှာဒီကောင်ကအနီစင်းနဲ့ဒီကောင်လေးစမ်းစီကြည့်နိုင်9000ကျော်5000ကျော်နဲ့ရတယ်ဒီဖက်လည်းမစိုးဒီဖက်လေးတောင်းဒီကောင်လေးယူသွားညခင်းတူတော့စီးလို့ရတယ်အဲ့တော့ဒီပိတ်ပြန်လာနဲ့အသိအစင်မလို့ချင် concept တော့ဒီကောင်ဒီတော့ဒီကစိုက်ကတော့ဒီကောင်နေမှာကြက်တာစီးလို့မကောင်းဘူးရှူရနေတယ်ပြဿနာမျိုးအားရတော့တိုင်းဒီဇိုင်းနဲ့ထွက်တာကြည့်အောင်ဒီလိုမျိုးဆိုပြောလေပြောကိုဖြူတဲ့တိုင်းအဆန်းဒီကောင်ဘူမာဒီကောင်နဲ့ discount မယ်ဒီကောင် F58 တယ်မိုက်တာဒီကောင်မိုက်တယ်နော်ဟုတ်ကွန်းနေမဒီနှစ်ခုလုံးကွန်းနေပေါ့ဒီကောင်ကဘိုးပေါ်မှာကွန်းနေမှာခြေအောင်ပြတဲ့ကောင်နေစတော့ share ပဲ white ဆိုင်ဘောလုံးနေဟုတ်တော်ရင်တော့ဟိုပါဖြစ်မှာနှစ်ခုလုံးတော်ရင်နေရလုံးဝယ်တာလည်းမဲ့1000မှကြာမှာနေရမှာတော်လားမရှစ်နေပဲနော်ဒီကောင်နဲ့ပိုးအိမယ်တယ်ငါတော့ဒီကောင်နဲ့ပိုးအိတယ်ဒီကောင်ကလည်းမောင်းဒါပေမဲ့ဒီကောင်လည်းကောင်းတယ်သားတိုးသေးရဲ့အေးလို့ရခဏဒီထိတ်လေးနဲ့ရှားတယ်မဟုတ်ဒီဘက်နဲ့လည်းဒီလိုပဲအေးလို့ရဒီကောင်ကြီးလည်းရတယ်ဟာဒီကောင်မဲပို့တော့ချက်တော့လေအေးပို့တာနော်ဒီဇိုင်းကဒီကောင်ပို့မိုက်တယ်နော်ဟုတ်တယ်မှန်နဲ့ကြီးပို့မိုက်ဟုတ်ပြီလားတော့ဒီကောင်ကြည့်တော့အဲ့ကောင်ကြီးမှာနှစ်ရံလုံးမြည်လားနှစ်ရံလုံးယူကောင်နှစ်ရံအဲ့နှစ်ရံလုံးမြည်ပါတယ်ဒီကောင်အားရအောင်စီးကြည့်ပြီးတော့ပြတ်သွားကမှနောက်ထပ်စဉ်းစားဒီကောင်မယူရတော့ယူနှစ်ဖက်လုံးစီးပြီးရှောက်ကြအောင်အဲ့ရှာရင်တွေ့ဦးမှာငါတော့သွားရှာလိုက်မျက်စိကျနေကွာဒီဖက်နဲ့လေး8000ကျော်အဖြူလေးဖြစ်နေစီးလို့တော့မိုက်တယ်8250ဒီကောင်ကတော့ discount ချတယ်စီးလို့တိတ်တော့မကောင်းဘူးဒီဇိုင်းကတော့လာဒီကောင်လေးကိုမျက်စိကျရွေးထားဒီမီဇူနိုလေးလည်းကြိုက်
Ambro လည်းမိုက်ဒါပေမဲ့ Mizuno ပဲယူလိုက်တယ်မှာကွာ Japan brand လေဒီကောင်မှယူလိုက်တော့ဒီကောင်နဲ့ discount မရသေးကွာအသစ်ဈေးနဲ့8800တောင်ပေးရဒီလိုတော့ကောင်းမှထင်တာကဲဒီကောင်လေးပဲယူလိုက်တော့ Mizuno အဖြူနဲ့အမဲနဲ့လွန်ဆွဲနေပုံမှန်ဆိုရင်တော့အမဲကိုယူပေးမယ်အခုကျအဖြူလေးကိုပိုးကြိုင်နေအမဲတယ် Mizuno အားကြိုက်တာလေဒီကောင်ကြိုက်တာပါယူရတော့ဒီကောင်ပဲယူနေတာဒါလည်းခိုင်းရအောင် အဖြူလေးပဲယူရမှာ နေလုံးကြလို့ စိတ်ဆုံးဖြတ်လိုက် တလမှာတစ်ခါတော့တော့ ဒီအဖြူလေးပဲဆွဲကြလိုက်တော့ နေနေနေမဟုတ်ဘူးအဲ့လို Mizuno အဖြူအောင်လေးဆွဲခဲ့ပြီကွာဟိုခုစဲဆိုင်လေး9000ကျော်ဒီကောင်ကြီးကအရေး9000တောင်လို့ပြော ありがとうございました。 ဒီ9000ကျော်နော်ဒီကောင်ဈေးဘယ်လောက် ခဏရောရှိ မဟုတ်ဘူးဒီမှာဈေး ဘောခဏရှိ 9000ရှိအဲ့လိုတိုင်းကြီးတော့မဝယ်ဘူးအဆင်မပြေခဏတည်းရတော့များတယ်ကဲဒီချိုးတဲ့ကောင်ဘယ်မှာရှားမယ်မသိချန်ပီယံလိဘောလုံး9000ကျော်ပြီကြာဒီဝယ်ပြီးတော့ပြန်တော့ဘောလုံးတော့မဝယ်ခဲ့သေးဘူး